မင်းစားတာမျက်မှန်နဲ့အဲ့လိုမတ်ကိုပေါက်ဖောက်လို့ဘာလို့စားမျက်မှန်တက်ထားတာကြည်သူလူထုတွေဒုက္ခရောက်နေတာမကြည့်ရလို့မျက်မှန်တက်တယ်မတ်ကိုအပေါက်သေးလေးဖောက်ပြီးစားနေတာဒီလောက်ကြက်တဲနေတဲ့လောကကြီးမှာသမင်းကိုမိန်ရှိတ်မစားရလို့နည်းနည်းဖောက်ပြီးနည်းနည်းချင်းမစားဘူး သမီးမိုက်တယောက်ပါမေ45ရက်တည်းပါအိမ်ကိုပြန်လာခဲ့မှာပါလို့ဂတိတွေပေးခဲ့ပေမဲ့၄နှစ်ကျော်လို့9နှစ်တိုင်ခဲ့ပြီအခုချိန်ထိအိမ်ကိုပြန်မရောက်ခဲ့ဘူးညမစိုးတယောက်ပါဘွဲရပြီးွားရင်အလုပ်တွေလုပ်မယ်အလုပ်တွေလုပ်ပြီးွားရင်အမကိုပတ်စံတွေပြန်အပ်မယ်လို့ပြောခဲ့ပေမဲ့အခုချိန်ထိအမစီကပတ်စံတွေလက်ဖြတ်ပြီးတောင်းနေရတော့မှာပြန်လာခဲ့ရမလားအမေလို့ပြောပေမဲ့စခဲ့ပြီးပြီပဲသမီးရေအဆုံးထိရှောက်ရမှာပေါ့လို့သူမကိုစိတ်ခွန်အားတွေပေးတဲ့မိခင်တယောက်လည်းရှိပါတယ်ဘာမထီတဲ့အမျိုးသမီးရဲမိသူရဲကောင်းနေပါမတ်ရွှေခိုင်လို့ခေါ်ပါတယ်ကျွန်တော်တို့ကလေးခရိုင်အမှတ်1တရင်ကအမျိုးသမီးရဲမိတွေပါအရွယ်ငယ်ပေမဲ့လူငယ်ဖြစ်ပေမဲ့ကျွန်တော်တို့တွေလေးပြဥညွတ်ရတဲ့အမျိုးသမီးရဲမိတွေပါသူတွေပဲလားဆိုတော့မဟုတ်ပါဘူးသူတို့ညီကောင်မောင်နှမတွေပျော်ပျော်ပါးပါးနဲ့တော်လည်းရေးခရီးချမ်းမှာအပြုံးမပြတ်ရှောက်လန်းနေကြတဲ့ရုပ်သံဖိုင်ကိုဥစားပရမအတူတူကြည့်ရအောင်ပါအခုကအိမ်ကိုခေါ်ပြန်လာဖြစ်ပါတယ် ဘယ်ချင်းနေကအိမ်အတွက်ပါလဲ ဆန်နေပါပါတယ်မောလို့ပါပဲ အမကြီးရော ဒီမှာဆုံးလို့ပဲမို့ပါတယ်ဆုံးလို့ကြောင်းကကိစ္စသူ့ရဲ့ကြောင်းရဲ့ပါပါတယ်မော့ပါမော့ဒီမှာအိမ်အတွက်ငွေပန်းစရာမဟုတ်ပါဘူးမို့ပန်းစည်းပါအကိုကြီးရောပါလဲ ဘာမှမဘနာနေရမှာတော့မသိဘူးတော့ ကလာပါကျွန်တော်ကတော့ဘာမှမပါပါဘူးအလဲလိုက်ခဲ့တာပါမုံစားပါဒါပဲလားမုံစားပဲလား ဒါပဲဟိုစားလဲပါပါဦးဒီမှာ ဘာလဲဝတ်မှာတော့ လက်နေပါ အဲ့တော့ကျွန်တော်ဒီရုပ်သံဖိုင်လေးကိုကြည့်ပြီးတော့ပြည်သူတွေပေါ့ပေါ့ပါပါနဲ့ပီတိဖြစ်ကြလိမ့်မယ်ဒါပေမဲ့မတ်ရွှေခိုင်ဆိုတဲ့ညီမရေးထားတဲ့သူ့ပုံမှာကျွန်တော်ဖတ်ရတာဒီအဖွဲထဲမှာခုပျော်ပျော်ပါးပါးနဲ့ပေါ့ပေါ့ပါပါနဲ့လမ်းလျှောက်နေကြတဲ့ညီမတွေထဲမှာလက်နဲ့ကြီးကြလို့ပြန်စရာအိမ်မရှိတော့တဲ့ညီမငယ်တွေလည်းပါတယ်လို့သိရပါတယ်တချို့တွေကတော့အိမ်ပြန်ကျင်တာတော့မှပြန်စရာအိမ်မရှိတော့ပဲနဲ့ညီပဲရှိတော့တယ်တော်လည်းအောင်တဲ့တနေ့ကြမှာအစနေပြီးတော့ဘဝကိုပြန်လဲထူထောင်ရမယ့်အခြေအနေတွေပါအဲ့တော့တို့တွေပြုံးမပြတ်ပါဘူးတို့မိသားစုတွေဆိုတော့အမေဖြစ်တဲ့သူအမဖြစ်တဲ့သူဖခင်ဖြစ်တဲ့သူတွေကိုအားနာနာနဲ့တာတောင်းပန်နေကြတယ်ဒါပေမဲ့စိတ်ထဲမှာငါတို့တော်လည်းရေးကအောင်ရမယ်ဆိုတဲ့ယုံကြည်ချက်တွေနဲ့တင်ငယ်စိတ်မရှိအပြုံးမပြတ်ခရီးဆက်နေကြတာပါဘယ်သူမှတုံးပို့လိုက်တာမဟုတ်ဘူးဘယ်သူမှဖျားယောင်းသွေးဆောင်တာမဟုတ်ဘူးဒီတော်လည်းခရီးဒီလောက်ရှည်ကြမယ်လို့ကြိုပြီးမတွက်ထားပဲမဲ့တော်လည်းခရီးရှည်ကြနေတာကိုလည်းကျွန်တော်တို့ယုံကြည်ချက်တွေကိုဖောက်ပြန်ရေးသမားလို့ဖောက်ပြန်ပြီးတော့ကျွန်တော်တို့တော်လည်းအစမှာပြည်သူတွေတော့ထားလိုက်ပါတော့ကျွန်တော်ပြည်သူတွေတော့ထားလိုက်ပါတော့ကျွန်တော်တို့လက်သုံးချောင်းထောင်ပြီးတော့ဖျားယောင်းသွေးဆောင်ခဲ့တဲ့ပြည်သူတွေကိုဖျားယောင်းသွေးဆောင်ခဲ့တဲ့အမှုပညာရှင်တွေတက်စားလို့ရှိရင်ကျွန်တော်တို့ကျောင်းစာအုပ်သင်ရိုးညွှန်းတန်းတွေမှာနောက်လာမယ့်အနာဂတ်မှာတိုင်းပြည်မှာဒီလိုလူငယ်တွေရှိခဲ့တယ်ဆိုတာထည့်သွင်းပြီးတော့သင်ရမယ့်အာကအမျိုးသမီးတွေပါအဲ့တော့ကျွန်တော်ဒီနေ့ပေးထားတဲ့ခေါင်းစဉ်မှာအတော်ကြီးစရာကောင်းတဲ့ဗရော်နီကာကတော့ဒီလိုရုပ်သံဖိုင်တွေကိုသူဂယုမဆိုင်ဘူးနဲ့တူပါတယ်မကြည့်ဖြစ်ဘူးနဲ့တူပါတယ်ဒါပေမဲ့ခက်တယ်ဗျပြောရတာလေသူ့ပြည်နယ်မှာလေသူ့လေးစားအားကြနေကြတဲ့အားပေးနေကြတဲ့စစ်ဆောင်ကမျိုးဆက်တဲ့လူငယ်တွေရှိမယ်သူလည်းစစ်ဆောင်တွေပါတယ်ရောက်ဖူးနေတာပဲရဲဘော်တွေထဲမှာလေသူ့တော်တော်အားပေးကြတာဗျသူတို့ပြည်နယ်ကရဲဘော်တွေတော်တော်အားပေးကြတယ်ဒါပေမဲ့ရှေ့မှာရှိခဲ့တဲ့အရင်တော့၄ပြီပေါ့အခုကတော့ခွေးပြီဖြစ်သွားပြီပေါ့ဒီကောင်နေလိုပါပဲ
အားပေးနေကြတဲ့ပြည်သူတွေရဲဘော်တွေမြန်မာနိုင်ငံအနှံ့ပြဒေသအသီးသီးမှာရှိတဲ့ရဲဘော်တွေရဲ့အသေးနှလုံးကိုစားနဲ့ပတ်လိုက်တယ်လို့ဓာတ်နဲ့ခွဲလိုက်တယ်လို့ခံစားရတာပေါ့နော်ကျွန်တော်ဒီဘရော်နီကာတို့ပြည်နယ်ကိုတစ်နှစ်လောက်ရောက်တဲ့လူတော်မှစစ်ရှုံးကောင်စီရဲ့ရက်ဆက်ရုပ်မာမှုတွေကိုမျက်ဝါးထင်ထင်မြင်ခဲ့ရတဲ့အခါမှာအဲ့ဖက်စစ်တပ်ကိုကျွန်တော်အမတန်ယုံပါတယ်သူဆိုလဲသူမြေပြင်မှာမရှိရင်တော့မှသူရှင်မျိုးမိသားစုတွေရှိမယ်ညီကောင်မောင်နှမတွေရှိမယ်ပြည်နယ်သူပြည်နယ်သားတွေရှိမယ်သူလဲသိမှာပါဒါပေမဲ့စလုံးဝလို့ခွေးပြူလို့ငင်ငင်လေးတချင်းဆိုနေတော့ထိုင်နေတော့အကောင်သား ABC ကိုမသိဘူး boycott ကိုမသိဘူးဆိုတဲ့အပေါက်မျိုးဘရော်နီကာစလုပ်တယ်အခုလေလွန်ခဲ့တဲ့မိနစ်ပိုင်းမှာကျွန်တော်ဒီအစီအစဉ်မတင်ဆက်ခဲ့မိနစ်ပိုင်းမှာမထီမဲ့မြင်ပြုံလေးဆိုတဲ့ပုံစံမျိုးနဲ့သူ့ဝေဖန်ထောက်ပြနေတဲ့စေတနာနဲ့ထောက်ပြကြတဲ့လူတွေရောရင်းရင်တီရိုင်းဆိုင်မပြောရတဲ့သူတွေကိုပြောအောင်ပြည်သူနဲ့ထိတ်တိုက်လာတွေ့ပါတယ်အုတ်နေရန်ကိုခေါင်းနဲ့ဝင်တိုက်ပါတယ်မထီမဲ့မြည်အစ်စီပဲဆိုတဲ့အထားမျိုးလုပ်ပါတယ်အဲ့တော့အဲ့ရှိမှတင်ထားတဲ့ပို့တစ်ခုမှလဲသူကတိုက်ခိုက်ရေးသမားနိုင်ငံရေးသမားမဟုတ်ဘူးမြန်မာနိုင်ငံအတွက်သူတိုက်ခိုက်ရေးသမားရှုထောက်ကနေပဲတွေးတယ်ဆိုတဲ့အထိပ္ပယ်မျိုးတက်ရောက်တဲ့အဓိကတော့သူနိုင်ငံရေးသမားမဟုတ်ဘူးနိုင်ငံရေးနဲ့မပတ်သက်ချင်ဘူးသူကတိုင်းပြည်မျက်နှာပဲကြည့်တယ်ဆိုတဲ့အထိပ္ပယ်မျိုးပို့တင်ပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံရေးသမားတယောက်ဖြစ်မှဟလာထောင်ကြဘူးမှကျွန်တော်တို့ပြည်သူတွေရှိရနေပြီးတော့မမဲ့ရက်တည်တဲ့သူမဟုတ်ပါဘူးနိုင်ငံရေးသမားတယောက်ဖြစ်မှကိုချင်းစာတက်တဲ့သူမဟုတ်ပါဘူးကျွန်တော်တို့ဆိုလည်းနိုင်ငံရေးသမားမှမဟုတ်တာအမှုပညာသမားတွေပဲနောက်ရဲဘော်တွေဆိုလည်းနိုင်ငံရေးသမားတွေမှမဟုတ်တာเนาะကျွန်တော်တို့လူငယ်တယောက်ရဲ့ဘဝကိုလွတ်လပ်စွာဖြတ်တန်းရမယ်လူငယ်တွေရဲ့ဘဝကိုစတေးပြီးတော့ပြည်သူတို့သူတို့လူငယ်တွေလမ်းပြောက်နောက်တစ်ခေတ်မှာလမ်းပြောက်သွားမှာဆိုလို့အာနာရှင်ကိုအာနာယူတွေဟလာဒီအာနာကိုမမောကြတဲ့သူတွေကိုတိုက်ခိုက်နေကြတာဖြစ်တယ်အဲ့တော့တော်တော်စိတ်ပြက်စရာကောင်းတဲ့အရေးသားတွေစိတ်ပြက်စရာကောင်းတဲ့နေ့တစ်နေ့ပါပဲအဲ့တော့ပြည်သူကပဲဆုံးဖြတ်ပါလိမ့်မယ်ပြည်သူကတန်ခတ်ပါလိမ့်မယ်ကျွန်တော်သူ့ပို့အောက်မှာဦးလေးကျော်တလီရေးထားတာဆိုတော်တော်သဘောကျတယ်အားပေးလိုက်ရတာဟလာအသေးတွေပေးလိုက်တွေပေးအားပေးတယ်ဒါပေမဲ့လက်ဝဲထိုးတဲ့အခါသူထိုးတတ်တဲ့အခါမှာခေါင်းထိတယ်နဲ့ခေါင်းထိတာများတယ်နဲ့တူပါတယ်သမီးတဲ့နောက်ဆိုခေါင်းနဲ့အုံနောက်နဲ့တွေးပြီးတော့အရေးသားတွေကိုစင်ကြင်မှာအခုလောလောဆယ်တော့ unfriend လုပ်ပါတယ်ဆိုပြီးတော့ဦးလေးကျော်တလီကတော့ unfriend လုပ်တယ်ဝေရကြီးလဲတေချာဝေဖန်ထောက်ပြထားတာတွေရှိပါတယ်အဲ့တော့ကျွန်တော်ကတော့အများကြီးမပြောတော့ဘူးကျွန်တော်ခေါင်းစဉ်လိုပါပဲအတော်ရည်စရာကောင်းတဲ့ဘရော်နီကာပါကိုပြည်နယ်မှာလေနေပုံကျဲပြည်သူတွေကိုလူမျိုးတုံးတပ်ဖြတ်နေရွာတွေမြေရှို့စီးစိမ်ဥစ္စာတွေကိုဖျက်ဆီးမျိုးသမီးတွေကိုအာရမကျင့်ကလေးတငယ်တွေကိုတပ်ဖြတ်နေတဲ့ကောင်းနေလုတ်တဲ့စီးကိန်းပြိုင်ပွဲကစီးကိန်းပြိုင်ပွဲကိုပန့်ပိုးပြီးတော့မြန်မာကိုကဘာတိအောင်ဝင်းရမယ်သူ့အောင်မြင်ကြိုးကြားမှုတွေဟာအဲ့ဒီမှာအသုံးချရမယ်ဆိုတဲ့အတွေးခေါ်မျိုးကတော့တော်တော်စိတ်ပျက်စရာကောင်းပါတယ်โอเคပါအဲ့တော့သူတို့လိုလူမျိုးတွေကိုကျွန်တော်နဲ့ကဲနဲ့ဗလာဆိုတဲ့ခေါင်းစဉ်နဲ့ရိုက်ခွေးတစ်ခုတင်ဆက်ခဲ့ပူပါတယ်ပြည်သူတွေရဲ့ဒုက္ခမျက်မှန်ကြီးကိုဘာဖြစ်လို့တတ်ထားတာလဲဆိုတော့ပြည်သူတွေရဲ့ဒုက္ခကိုမကြည့်ရလို့ဆိုတဲ့အပေါက်မျိုးဖြစ်နေတာပါအဲ့တော့ဒီရုပ်သံဖိုင်ကိုကြည့်ဘူးတဲ့လူရှိပါလိမ့်မယ်ကျွန်တော်တို့အတူတူပြန်ကြည့်ရအောင်ပါရှေ့မှာကျွန်တော်တင်ဆက်ခဲ့တဲ့ကျွန်တော်တို့ကလေးခရိုင်အမှတ်1တရင်ကရဲဘော်မတ်ရွှေခိုင်နဲ့ရဲမေတွေအားလုံးကိုဥညွတ်လေးပြုပါတယ်ပြီးရနေကင်းရှင်းပါစီကိုချင်းစာတရားရှိပြီးသားသူတွေဖြစ်တဲ့အတွက်အထူးပြောစရာမလိုတော့ဘူးတော်လည်းရေးအောင်မြင်တဲ့အထီကိုတက်ရှိကျမ်းပါပါစီလို့ဆုမကောင်းတောက်ပါတယ်အဲ့တော့ကျွန်တော်နဲ့ကဲနဲ့ရိုက်ကူးစားတဲ့ဗလာဆိုတဲ့ရုပ်သံဖိုင်ကိုအတူတူပြန်ကြည့်အောင်ပါကြည့်ပြီးသားတဲ့လူတွေရှိရင်လည်းထက်ကြည့်ပြီးပါလို့လေးလေးစားစားတောင်းဆိုပါ
ကိုစားမှကိုလှုပ်ကိုလှုပ်မှကိုစားကိုစားမှကိုလှုပ်ကိုလှုပ်မှကိုစားနေကောင်းလားမကောင်းလဲနေရတာတချို့လူတွေနေကောင်းပါတချို့တွေကနေကောင်းတာမဟုတ်တချို့တွေကကောင်းလို့နေတာအခုကဟိုဟာမနက်စာစားနေလားနေ့လယ်စာလားညနေစာဘာစားမှမဟုတ်ဘိုက်စားလို့ဟောဘာဟင်းလဲဘာဟင်းလဲဝတ်တာအော်ကြည်စားအောင်နော်အယိုးစုအောင်မယ်ဝတ်တာအယိုးစုရလို့ရှိလားအယိုးစုအောင်ကစုံရွက်ကြော်လည်းမဟုတ်ဘူးရေကြီးနေတာတိလားတိတယ်ရေကြီးတာလည်းတိတယ်ရေမလာတာလည်းတိတယ်မီးမလာတာလည်းတိတယ်ကုန်တိဘာလို့လူတက်တယ်ဓမြတိုက်မဒိန်ကျင့်ဟောဒါဆိုလူမိုက်ပေါ့မဟုတ်ဘူးစစ်သားဟောစစ်သားလားစစ်သားဆိုတော့ဘယ်ရစစ်သားဖွာမင်းအောင်လည်းစစ်သားဟောယာရုကပောက်ကိုတော့တဆင့်နေနုပညာအလုပ်တွေလည်းလုပ်ခဲ့ပြီ။အော်နုပညာအလုပ်တွေလည်းလုပ်ခဲ့ပြီ။ဘာတွေလုပ် TikTok ဆော့ TikTok မှာဘယ်သူမှ live မဆော့နိုင်နဲ့မတွေးနိုင်တဲ့ဟာတွေပထမဦးဆုံးဆော့ခဲ့တာ။အော်စွန့်ဦးပေါ့စွန့် TikTok ရှင်။အော်ဟိုစွန့် TikTok တီထွင်ခဲ့တာပေါ့နော်။ဟုတ်တယ်ဝိစီဝိုင်းပါတောင်းတယ်ဟိုကိုရှင်မူးစီတဲ့မူးရစီတဲ့အရာဆိုရင်ဘာတွေတောင်းလဲရေတောက်ရေကမူးလို့လားအရက်နဲ့ရောတောက်တော့ဩအဲ့ဆိုသွားလိုက်ကြာပြီသွားတဲ့သမင်းစားတာမျက်မှန်နဲ့အဲ့လိုမတ်ကိုအပေါက်ဖောက်ပြီးဘာလို့စားမျက်မှန်တတ်ထားတာကြည်သူလူထုတွေဒုက္ခရောက်နေတာမကြည့်ရလို့မျက်မှန်တတ်တယ်မတ်ကိုအပေါက်သေးသေးလေးဖောက်ပြီးစားနေတာဒီလောက်ကြက်တဲနေတဲ့လောကကြီးမှာသမင်းကိုမိန်ရှိတ်မစားရလို့နည်းနည်းဖောက်ပြီးနည်းနည်းချင်းမစားဘူး။အော် sorry နော်အနောက်ချက်ဖြစ်သွားပြီ။ဆက်ငါနဲ့မှမဆိုင်ဘူး။ရေကားတာငါမကြည့်။ဖြာအောက်ကိုရေလာတိုးမှတာကျိုးမှန်းသိ
ငါနဲ့မှမဆိုင်တာဓမြလာငါမကြည့်ကြောပြင်ကိုဓာပြရိုက်မှတိုက်နေမှန်းသိငါနဲ့မှမဆိုင်တာတခိုးလာငါမကြည့်ငွေတက်တာအခွန်ပြားမှပါသွားမှန်းသိငါနဲ့မှမဆိုင်တာညာနေတာငါမကြည့်ငါအိမ်ကိုပြာချသွားမှမှုသားမှန်းသိငါနဲ့မှမဆိုင်တာလေရင်လာငါမကြည့်ခေါင်နိုင်ပေါ်ဘုံလာကျဲမှဆဲရမှန်းသိစစ်တပ်ကတဆုပ်စာရုပ်မာတာသူမသိအမျိုးပါတာအယောင်မားတွေနဲ့ခိုးရပါခြောင်စားလူစားတွေရှိကြည့်ရှုပေးကြတဲ့ပြည်သူပေါင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။ကြပြရေးသားပေးထားတဲ့ကြပြဆရာမောင်မိုးပွင့်ရေးကြီးကိုလည်းဒီလေးစားစားမှုညွတ်ပါတယ်။ကဲအဲ့တော့ဆရာဟာမောင်မိုးပွင့်ရေးကြီးရဲ့ကြပြလေးရလို့ကိုနဲ့မှမဆိုင်တာဆိုတော့ကိုချင်းစာတရားမရှိတဲ့သူတွေကြည့်ရမယ်ရုပ်သံဖိုင်တစ်ခုထပ်ပြပါမယ်။ဘရော်နီကာတို့လို့ခွေးပြူတို့လို့နောက်ကျွန်တော်တို့ခွေးကောက်ပွဲမှာပံ့ပိုးပေးနေကြတဲ့အမှုပညာရှင်တွေကြည့်တဲ့ရုပ်သံဖိုင်မှာစီးစိမ်ဥစ္စာရတော်လည်းမပြီးတဲ့အချိန်မှာကိုကျိုးအတွက်ကောကျွန်တော်တို့ကိုအနာဂတ်တွေရောစတေးထားတယ်ကိုယ်တိုင်မပြည့်စုံတဲ့ကာလတစ်ခုဖြတ်သန်းနေရတဲ့အချိန်မှာနှစ်ရှည်လာများစစ်ရှောင်နေရတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုနိုင်အောင်ဝင်ထမ်းပြီးတော့ရှိတဲ့ဟာလေးတွေကိုရိတ်ခါလေးတွေခွဲစားကြတယ်ကိုယ်ထောက်ပို့ငွေတွေကလည်းခွဲပြီးတော့အတူတူဥစားဘတ်တွေလိုမျှဝေစားကြတဲ့ရဲဘော်တွေရဲ့ရုပ်သံဖိုင်မှာကျွန်တော်တို့အဲ့လိုကျွန်တော်ရိတ်ခါတွေမျှဝေစားကြတဲ့အပြင်စစ်ဆောင်ပြည်သူများကိုခွန်အားရစေမယ့်စကားတွေလည်းပြောသွားခဲ့တဲ့ရုပ်သံဖိုင်မှာကြည်နူးခြင်းပီတိဖြစ်ခြင်းတွေနဲ့အတူတူကြည့်ရမှာပါလာပါโอเคကျွန်တော်တို့ဒီနေ့လာရောက်ဝေးလန်းတာကတော့ကျွန်တော်မလေးရှားမှာရှိတဲ့မြို့ချစ်လူငယ်ပရိုက်တာအဖွဲ့ပေါ့နော်သူတို့အဖွဲ့ကနေကျွန်တော်တို့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဒီကမိဘပြည်သူတွေကိုစံစီကုန်ရင်းရိတ်ခါတွေလာရောက်ဝေးလန်းတာဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့လာရောက်ဝေငှမှာမနေ့ကနေ့ကကျွန်တော်တို့ကရှောက်ရမှာဟုတ်တယ်မလားဒါပေမဲ့လို့ကျွန်တော်တို့မှာကားတို့ပေါ့နော်စိုက်တွဲပါညာမရှိတော့အဲ့တော့အခုညနေမိုးချုပ်ခန်းဒီမှာရောက်တော့တာပဲဗျာဘာလို့လဲဆိုတော့ကားပါညာမရှိတော့လိုက်ငှားရတာဟုတ်တယ်မလားတခါကြောက်လဲငှားရတာအဆင်ပြေတယ်တခါကြောက်လဲကျွန်တော်တို့ငှားတာမျက်နှာငယ်ရတဲ့ခါလည်းရှိတယ်ဒါပေမဲ့လို့ကျွန်တော်တို့စိုင်ငယ်နဲ့တဲလို့ရတဲ့ခါဆိုကျွန်တော်တို့ကလမ်းကောင်းကောင်မကောင်းကောင်မိုးရွာနေဘူးစိုင်ငယ်နဲ့တဲလို့ရတဲ့နေရာဆိုတဲတယ်သူကကျွန်တော်ဒီပစ္စည်းတွေအများကြီးကျွန်တော်တို့ကစိုင်ငယ်နဲ့ဘယ်လိုမှတဲလို့မလောက်ဘူးလေဘယ်တော့ကျွန်တော်အမှကားတို့စိုက်တွဲတို့လှည့်ပန်းငှားနေနေမိုးချုပ်သွားတာအဲ့တော့လဲဒီရားပြည်သူတွေကိုအားနာပါတယ်လို့သိလားဘာလို့အချိန်ကြာကြီးစောင့်ပြီးလိုက်ရတဲ့အတွက်ကြားပါတယ်2 နာရီတော့အိတ်ဆောင်ကျွန်တော်တို့ဆိုရင်တော်ကြာရင်တော့မနက်ကနဲ့လာမယ်လို့ပြောထားလေအခုဆိုတော့မိုးချုပ်သွားပြီဟုတ်တယ်ဗျာအဲ့တော့လည်းကျွန်တော်တကယ်လည်းအားနာပါတယ်အကြာကြီးစောင့်ပြီးတဲ့အတွက်ဒီကတော့ကျွန်တော်တို့မှရင်းဘာညာမရှိသေးတဲ့အတွက်ကိုဒီကတော့ဒီချိန်ဒီကာလဒီကျွန်တော်တို့လေဘာလို့စစ်ကောင်စီနဲ့မပူပေါင်းမဲနဲ့ကျွန်တော်တို့နဲ့တသားလေးပေါ့နော်မရက်ကြည့်ပေးတဲ့ဒီကစစ်မှန်သောဒီကပြည်သူတွေအားလုံးကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အဲ့အတွက်ဒီအားလူတွေအားလုံးကိုဂုဏ်ယူနေတယ်ကျွန်တော်လက်ခုပ်လက်အောင်ဗျာကျွန်တော်တို့ကစစ်မှန်တဲ့လူတွေဟုတ်တယ်မလားစစ်မှန်တဲ့ပြည်သူစစ်မှန်တဲ့လူကိုတွေးကြည့်လိုက်လူတိုင်းကတော့ဒုက္ခမျိုးစုံခံရမှာပဲဟုတ်တယ်မလားဒုက္ခမျိုးစုံဆိုတာဖြစ်ပြက်သည်ဖြစ်စေမပြက်သည်ဖြစ်စေဒုက္ခဆိုလူတိုင်းကြုံနေတဲ့အရာဒါပေမဲ့ဖြစ်ပြတဲ့အချိန်မှာကျွန်တော်တို့ခံစားနေရတဲ့ဒုက္ခတွေကိုကျွန်တော်တို့တွေကစစ်မှန်တဲ့လူဟုတ်တယ်နော်လူပီသားတဲ့လူအနေနဲ့ကျွန်တော်ယနေ့ထိရှိတယ်ဟုတ်တယ်နော်ကျွန်တော်တွေးကြည့်ဒုက္ခမှာတစ်ဖက်ရှိမယ်တစ်ဖက်မှာတကိုယ့်ကိုလူပီသားတယ်ဗျဟုတ်တယ်မလားတကယ်တော့တွေးကြည့်အမေတို့လည်းတွေးကြည့်အမတို့လည်းတွေးကြည့်ဒီအကိုတို့ဦးလေးတို့လည်းတွေးကြည့်ယနေ့အချိန်นี้ကျွန်တော်တို့ကလူယုံမာတွေလားသူများပေါ်ကျွန်တော်တို့ရက်ဆက်ရှုံးမာနေတဲ့သူတွေလားကျွန်တော်သူများအတိုင်းကိုဖြတ်စည်းနေတဲ့လူတွေလားတော့မီးရှို့နေတဲ့သူတွေလားမဟုတ်ဘူးလေ
ကျွန်တော်တို့ကမှန်ရမှန်ကြောင်းဘဝတစ်ခုကိုဘာတွေပဲကြုံရင်ဆိုင်ဖြတ်တန်းနေတဲ့လူတွေဟုတ်တယ်မလားအဲ့တော့ဒီနေ့အချိန်ကြီးကိုလူတီတာချင်းတွေနဲ့စစ်မှန်တဲ့လူတွေဖြစ်နေရက်တီပေးရှင်းလန်းပေးတဲ့အတွက်ကျွန်တော်တကယ်ကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့လည်းဒီအခက်အခဲတွေကျွန်တော်တို့လည်းဒီအခက်အခဲတွေနဲ့တူတူကရင်ဆိုင်ပေးတာပဲဟုတ်တယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမျိုးနယ်မှာဆိုရင်စစ်ဆောင်များစွာရှိတယ်ဒီကန့်ရဲ့လို့မဟုတ်ဘူးကျန်တဲ့ကန့်တွေလည်းရှိတယ်ဟုတ်တယ်မလားအလဲကျလိုက်ပဲပို့ပေးတယ်ဟိုဘောတစ်ခါလေးကြောလေနည်းနည်းကြာသွားတာရှိတယ်ဒီကိုမရောက်ခဲနဲ့တစ်ဖက်ကိုရောက်နေတာမျိုးဒါပေမဲ့အတက်နိုင်လို့ကျွန်တော်တို့စူးစမ်းပြီးတော့လိုက်ပြီးပို့ပေးနေပါတယ်လို့သိတာအဲ့တော့လည်းစိတ်ရှည်တီးခံပြီးတော့လည်းစောင့်ပေးတဲ့တော့လည်းကျေးဇူးတင်ပါတယ်ဒီတော်လိုင်းလေးကိုလည်းစိတ်ပြတ်အားမငယ်ပဲနဲ့ကျွန်တော်တို့အကုန်လုံးတသားတဲ့တသွေးတဲ့ကိုတယောက်ထဲလို့မဟုတ်ဘူးစစ်မှန်တဲ့လူတွေများစွာရှိသေးတယ်လို့စိတ်ထဲမှာတတ်မှတ်ပြီးတော့လည်းတောင်းခံပေးပါလို့ကြာခင်ချိန်မျိုးမှာတော်လိုင်းပြီးသွားရင်ကိုယ့်ဘဝကိုရှင်ဟုတ်တယ်မလားရှင်ကခေါင်းကိုမော့ပြီးတော့မှန်တရားအတွက်ရှင်တိုင်းနဲ့ကျွန်တော်နေသွားကြမှာမို့လားအဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ဒီဦးကြီးတွေအမေကြီးတွေကလောလောဆယ်မှာစစ်ပေးရှောင်နေရတာနှစ်နဲ့ချီနေကြပြီဟလာတချို့ဆိုလဲ3-4နှစ်ရှိပြီတချို့ဆိုလဲ1နှစ်ရှိပြီပေါ့နော်ဒီလိုဦးကြီးအမေကြီးတွေအညာသူကြီးတွေဟာကိုယ့်အိမ်ကိုယ်အိုးနဲ့ရိုးရိုးသားသားရှာဖွေစားတောက်နေကြတဲ့ကျွန်တော်တို့ရဲ့ကျေးဇူးရှင်တွေပါဘာကြောင့်ကျွန်တော်တို့ရဲ့ကျေးဇူးရှင်တွေလဲဆိုတော့တောင်ရစိုက်ပျိုးတယ်ဟလာဆန်စပါးတွေစိုက်ပျိုးကြတဲ့ကျွန်တော်တို့ရဲ့အသက်သခင်ကျေးဇူးရှင်တွေလို့လည်းပြောလို့ရတယ်ဒီလိုဦးကြီးအမေကြီးတွေအရွယ်ဆုံးပေါ့နော်ကလေးတငယ်တွေရောဘူးရွာထဲကိုဝင်စစ်ကြောင်းထိုးအိမ်တွေကိုဖျက်ဆီးမီးရှို့လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ရိုးရိုးအရက်သားတွေကိုလည်းစီးရေးပစ်မဲ့ဖြစ်ထားပေါ်တာတွေဆွဲဒီလိုဒုက္ခပေးနေတဲ့အကျန်းဖက်စစ်ရှုံးကောင်စီဖက်စစ်တက်ရဲ့ရုပ်မာမှုတွေဟာအခုဆိုလို့ရှိရင်အိတ်ကောင်းခြင်းမအိတ်ရစားကောင်းခြင်းမစားနဲ့စစ်ရှောင်နေရတဲ့ပြည်သူတွေဘဝကိုရောက်နေရတာပါဒါပေမဲ့ကျွန်တော်တို့တည်ကတော့ဒီရုပ်သံဖိုင်လေးကိုကြည့်ပြီးတော့ဝမ်းနဲ့ဝမ်းသာဖြစ်မယ်ကြည်နူးကြမယ်ခံပြင်းကြမယ်ဒေါသတွေဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့မှာလည်းအဆုံးသတ်လို့မရဘူးပို့ပြီးစူးစမ်းမှရမယ်ကျွန်တော်တို့အနာဂတ်ကကျွန်တော်တို့လက်ထဲမှာရှိတယ်ဒီလိုဒုက္ခတွေခံနေရတဲ့ပြည်သူတွေအများဆုံးလွတ်မြောက်ဖို့ပါကျွန်တော်တို့အားလုံးစိတ်ဝမ်းမကွဲပဲနဲ့ညီညီညာညာပို့စူးစမ်းမှရပါမယ်အဲ့တော့နောက်ဆုံးကြည့်ရမယ့်ရုပ်သံဖိုင်ကတော့သူကဘောတော့မှတယ်ကြက်တော့မပြည့်ဘူးမမဆောင်လို့ပေါ့နော်ဘောမတယ်လို့မမတယ်လို့ကြက်ပြည့်တယ်လို့မပြည့်တယ်လို့နဲ့တယောက်ပါသူလဲတော်လိုင်းရေးအစမှာຫນွေဦးတော်လိုင်းရေးအစမှာလက်သုံးချောင်းထောင်ခဲ့တယ်သူဆိုလို့ရှိရင်မဲဟိုနေရာရှောင်ရတယ်ဒီနေရာရှောင်ရတယ်အသက်အနေတွေစိုးရင်ရတယ်ပေါ့နော်နောက်ကြတော့ပုံမှန်ပြန်ဖြစ်သွားပြီးတော့ဘလို့သူတို့သဘောတူပြီးတော့ခံဝင်ထိုးလိုက်တာလားဘလို့သဘောထားတူညီသွားလဲဘလို့ညှိနှိုင်းလိုက်ကြလဲတော့မသိဘူးဒါပေမဲ့အခုတော့ကျွန်တော်သူရုပ်သံဖိုင်တစ်ခုကိုသဘောကျပါတယ်ကြံ့ခိုင်ရေးမဲဆယ်ပွဲတစ်ခုမှာတချင်းဆိုနေတာပါအဲ့ဒါတော့ကျွန်တော်တို့ just bear တို့အတူကြော်နန္ဒပါအတူတူခဏကြည့်ရအောင်အဲ့တော့ကျွန်တော်တို့ကြီးလဲမဝင်ဘာလဲချော်အောင်ခန့်ပိုင်နဲ့ဘနာနာပေါင်းပြီးတော့မွေးလာတဲ့ကြော်နှံသားရဲ့အတန်ဘယ်သူမှလည်းနားထောင်ကြမှာမဟုတ်ဘူးကျွန်တော်လဲစိတ်ရှည်လက်ရှည်နဲ့ဖွင့်ပြမှာမဟုတ်ကျွန်တော်ပြောချင်တဲ့အပိုင်းရှိလို့ပါသူကကြက်ခိုင်ကြီးမဲဆယ်ပွဲမှာဆိုတဲ့တချင်းကလက်တီးဆိုတော့သူကလီးတက်ဆိုပြီးတော့စောင်းပြောချင်တာပေါ့နော်အဲ့လိုပဲထင်တယ်တချင်းရွေးတာတော်တယ်ဆိုတဲ့အကြောင်းကိုပြောချင်တာပါနောက်လဲဒီမဲဆယ်ပွဲတွေမှာဒီလက်တီးဆိုတဲ့တချင်းကိုများများဆိုပေးဖို့ဒီကနေပြီးတော့တောင်းဆိုပါလေဒါမှမကြခင်မှာအဖမ်းခံရမှာပါဒါကတော့ကျွန်တော်ရဲ့စေတနာကောင်းလေးတစ်ခုပါအဲ့တော့ဒီနေ့မှာကျွန်တော်ပေးထားတဲ့ကောင်းစီလိုပါပဲအတော်ရည်စရာကောင်းတဲ့ဘရိုနီကာပေါ့နော်ပြည်သူဘလောက်ပြတ်သားလဲဆိုတာပြည်သူနဲ့ထိတ်တိုက်လာတွေ့တဲ့ဘရိုနီကာနောက်မကြတဲ့ရက်ပိုင်းတွေမှာသိရမှာပါအိမ်မဆိုးတွေနဲ့အတူပြည်သူဘလောက် boycott လုပ်မယ်ဆိုတာကိုကျွန်တော်တို့အတူယုံကြည်ပါတယ်မျှော်လင့်နေပါတယ်အဲ့တော့ရှေ့မှာလည်းတာရကတွေရှိတဲ့
လာနေဝင်းလာဘောဝင်းဖြစ်သွားတာပေါ့ခုတော့သူရိုက်ခဲ့တဲ့ဘောတန်ဆိုတဲ့ရုပ်ရှင်ကားဟာထိုင်းနိုင်ငံမှာဘယ်သူမှမကြည့်တဲ့လူတယောက်မှမရှိတဲ့ရုပ်ရှင်ဖြစ်တယ်ရှေ့မှာခွေးကလေးတို့ယုံလေးတို့လည်းဒီလိုပဲရုပ်ရှင်တွေရိုက်တယ်3600တွေကုန်တယ်ရှက်ရမ်းရမ်းမိတာကျွန်တော်တို့ပြည်သူတွေကိုသူကဂျင်းထဲ့တယ်လို့ပြောတယ်တကယ်မြေပြင်မှာလည်းသူရုပ်ရှင်ဘယ်သူမှကြည့်ခဲ့တာရှိတာမဟုတ်ဘူးသူတို့တက်ပါဝါကြီးတဲ့ခွေးပြူလဲခွေးကြပြီးတော့ဘာမှဆက်လို့မရတာဘူးရော်နီကာတိပိတာဖြစ်ပါလိမ့်မယ်ထပ်ပြီးတော့ပြည်သူကိုမထီမဲ့မြင်လောက်တာတွေပြက်ရယ်ပြူတာတွေရှိလာခဲ့လို့ရှိရင်လေပြည်သူကဘယ်လိုတန်ခတ်မလဲဆိုတော့စိတ်ဝင်စားစရာကောင်းပါတယ်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်အချိန်ပေးပြီးကြည့်ရှုကြတဲ့ဒေါ်လာပြည်သူတွေနှလုံးစိတ်ဝိုင်းအေဂျင့်ပါဆိုဒီအနေနဲ့ပေါင်းကကင်းလွတ်ပါစေအာနာရှင်လက်ကလည်းအများဆုံးလွတ်မြောက်ပါစေမြန်မာနိုင်ငံဒေသပြည်သူတွေကအသီးသီးမှာအာနာရှင်ကိုတွန်းလှန်နေကြတယ်ကျွန်တော်တို့ရဲဘော်ရဲဘက်တွေလည်းခလုံးမတိဆွေးနွေးပါစေနဲ့စုမပေါင်းတောင်းရဲနောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ပါမယ်